ဖောက်တော်ရရဲ့တနေ့တာလုပ်ငန်းဆောင်တာများတဲ့မှာနေစွန်းလောင်းလူချိန်ဖြစ်ပါတယ်ပုံမှန်အားဖြင့်တန်ဃာတော်နဲ့ယောဂီ900ကျော်ခန့်ကိုစွန်းအလူရှင်များနဲ့ဝေယဝိဆကုသိုလ်အလူရှင်များကစွန်းလောင်းလူကြပါတယ်ယဟန်တော်များတပိတ်ကိုစီလွယ်ပြီးစွန်းအလူခံယူဖို့ရန်ကြွရောက်လာကြတာကိုလည်းဖူးတွေ့နိုင်ကြပါတယ်နေစွန်းတုံးမခောက်မီတန်ဃာတော်များဟာစွန်းလောင်းယုံကိုသွားတဲ့ဈဉ္ဉံလမ်းတစ်လျှောက်မှာသင်္ကန်းများကိုဝတ်ယုံကြပြီးဝါစဉ်ကြီးငယ်အလိုက်ညီညာစွာစီတန်းကြရပါတယ်